Hello မင်္ဂလာပါဒီနေ့အားလေးရလီမှာတော့ဂျပန်နိုင်ငံခန္ဓာကောကံမှာရှိတဲ့ခမာကူရာဖျားကြီးကိုတွားမြောက်ဖူးမြောက်မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူတွားရောက်ဖူးမြောက်လိုက်ကြရအောင်နော်ခမာကူရာဘူတာကိုရောက်ပြီးနောက်တဲ့9မိနစ်လောက်ရထားစီပြီးလို့ရှိရင်ဟာဆဲဘူတာကိုရောက်ပါပြီဟာဆဲဘူတာကနေခမာကူရာဖျားတွေကို10မိနစ်လောက်လမ်းလျှောက်ပါသေးတယ်ရှိကနေတောင်းနေတဲ့လူတန်းရှည်ကြီးကလည်းခမာကူရာဖျားကိုလမ်းလျှောက်ပြီးတောင်းနေကြတဲ့လူတွေပဲဖြစ်ပါတယ်။7မိနစ်လောက်လမ်းလျှောက်ပြီးတဲ့အခါမှာတော့ခမာကူရာဖျားရဲ့မှမော်ဒကာကိုရောက်ရှိပါပြီ။ဖျားကြီးရဲ့အတွင်းမှာတော့အစားအသောက်တွေစားခွင့်မရှိပါဘူး။ဒါကိုလည်းသတိထားဖို့လိုအပ်ပါတယ်။ခမာကူရာဖျားကြီးကိုတော့လူတစ်ယောက်ကိုဂျပန်ယန်း300နဲ့ဝင်ရောက်ဖူးမြောက်ခွင့်ရမှာပဲဖြစ်ပါတယ်။ဖျားဖူးခင်လက်ကိုတန်ရှင်းသွားအောင်အေးလေးနဲ့စီကြောနေရပဲဖြစ်ပါတယ်။နောက်ဆုံးတော့ခမာကူရာဖျားရဲ့ရင်မြင်တော်ကိုရောက်ရှိပါပြီဒီနေ့ကတော့ဂျပန်နိုင်ငံရဲ့နှစ်တကူအားလည်းဖြစ်တဲ့အတွက်ဖျားရဲ့ရင်မြင်ပေါ်မှာလူတွေစီကားတိုင်းမဲ့နေပါတယ်ဒီတယောက်ကတော့ကျွန်တော်ရဲ့အမဖြစ်ပါတယ်နောက်ပြီးဒီတယောက်ကတော့ကျွန်တော်ရဲ့ကောင်မလေးပဲဖြစ်ပါတယ်ဖျားရဲ့ရှိမှာအမွှေးနဲ့သားတွေထွင်းကြည့်ပြီးလိုရစုကိုတောင်းမယ်ဆိုရင်ဆူတောင်းပြည့်ရလို့ပြောကြပါတယ်ကျွန်တော်လည်းအမွှေးနဲ့သားတွေထွင်းကြည့်ပြီးနောက်နေ့ရဲ့လိုချင်တဲ့စုတွေတောင်းခဲ့ပါတယ်ဒါကတော့အမွှေးတိုင်ဝယ်နေတာဖြစ်ပါတယ်အမွှေးတိုင်ကိုရန်တရားချက်နဲ့3ရောစာ3နိုင်ကန့်တူခဲ့ပါတယ်အမွှေးတိုင်ကိုမီးထွန်းကြည့်ပြီးဆိုရင်တော့ဖះရဲ့ရှိမှာကိုယ်တိုင်ကလူပူဆိုပြီးလူရစုကိုဆူတောင်းနိုင်မှာပဲဖြစ်ပါတယ်ဂျပန်နိုင်ငံမှာနေပြီးမြန်မာလူမျိုးအများကြီးကိုတပြန်နဲ့တွေ့ချင်နေဆိုရင်တော့ခမာကူရာဖះကြီးကိုလာရောက်ဖူးမြောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဖះကြီးကိုရောက်ပြီဆိုရင်တော့ဖះဖူးလို့သာမကဖះကြီးနဲ့ပတ်သက်တဲ့ဖះစင်တို့တွေအမတ်တရားလက်ဆောင်တွေကိုလည်းဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ဖျားရဲ့အတွင်းဘက်ကိုဝင်ကြည့်နိုင်ရင်လူတစ်ယောက်ကိုဂျပန်ယန်း90ယန်းနဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဖျားကြီးရဲ့အဝင်လမ်းမှာတော့လူတွေအဝင်အထွက်များတဲ့အတွက်အနေငယ်လမ်းကျက်ပါတယ်။ဒါကတော့ခမာကူရာဖျားကြီးရဲ့အတွင်းဘက်မြင်ကွင်းပဲဖြစ်ပါတယ်။ခမာကူရာဖျားကြီးကနေ7မိနစ်လမ်းလျှောက်ပြီးလို့ရှိရင်ခမာကူရာကမ်းခြေကိုအလဲပတ်သွားရောက်နိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့သွားတဲ့အချိန်ကတော့ညနေဆောင်နေဖြစ်တဲ့အတွက်ရာသီဥတုကတော့အရင်အေးပါတယ်ဒါပေမဲ့လို့ကမ်းခြေရဲ့ညနေဆောင်အလားနဲ့နေဝင်စီးတာကိုကြည့်ရတဲ့အရာကဘယ်အနေမှလဲလို့မရနိုင်ပါဘူးအဲဒါကြောင့်ခမာကူရာဖျားကိုရောက်လို့ရှိရင်ဒီခမာကူရာကမ်းခြေကိုလည်းသွားရောက်လဲပတ်ဖို့တိုက်တွန်းချင်ပါတယ်ပင်လေးမှာအေးမြတဲ့လေကိုခံစားရင်အရန်ကိုတက်ဖန်လို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ခမာကူရာဖျားမှာဆိုရင်လက်ပတ်ဆရာကမ်းခြေတာမကအခြားချင်းကြတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ကတော့အချိန်များတဲ့အတွက်ခမာကူရာဖျားနဲ့ကမ်းခြေလောက်ပဲသွားနိုင်ခဲ့ပါတယ်မိတ်ဆွေတို့အနေနဲ့ကတော့အခြားလက်ပတ်ဆရာချင်းကြတွေလည်းအများကြီးရှိတဲ့အတွက်မနက်စောစောလေးထားပြီးတော့သွားဖို့အကြံပြုချင်ပါတယ်ဒီနေ့ရဲ့ခမာကူရာဖျားကိုသွားရောက်ဖူးမြော်တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခြားဂျပန်နိုင်ငံနဲ့ပတ်သက်ပြီးသိချင်တာရှိလို့ရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ် bye bye